ကိုကီဂိမ်းဆောရဲ့လူတွေကြားထဲမှာမပြစ်မနေဆောင်ထားတဲ့ပစ္စည်းတွေထုတ်ရှိပါတယ်အဲ့ဒါတော့ cooling fan ပါဒီနေ့ဗီဒီယိုကတော့ cooling fan တစ်လုံးဝယ်မယ်ဆိုရင်ဘယ်မျိုးချက်လေးကိုကြည့်ပြီးတော့ဝယ်ရမလဲဘာတွေအားနည်းချက်အားသာချက်ရှိမလဲဆိုတာကိုကျွန်တော်ဒီနေ့ဗီဒီယိုမှာပြပြပေးပါမယ်ဟာမင်းကမဟုတ်သေးပါဘူးဟာဘာလို့ဒီချိန်ကျမှ cooling fan လေးမူရတီမဟုတ်ဘူးလားလို့ကျွန်တော်ပြောရတာမင်းတော့cooling fan ဆိုတာဘေးရာသီမျိုးမဆိုဆောင်းထားတဲ့ပစ္စည်းလေးထုတ်လို့ထင်လို့ဒီဗီဒီယိုလေးကိုလှုပ်လိုက်တာပါအနည်းဆုံးတော့ကျွန်တော်တို့လူဖုန်းနဲ့ဆော်တဲ့ game လေးအတွက်ပေါ့အဲ့တော့ဈေးဝယ်ထဲမှာ cooling fan 2မျိုးရှိပါတယ်ပထမတစ်မျိုးကရိုးရိုးပန်ကပဲတက်ထားတဲ့ air fan နဲ့ semi conductor ပါတဲ့ဒီရေခဲပြားပါတဲ့ cooling fan ဆိုပြီးတော့2မျိုးရှိပါတယ်ပထမတစ်မျိုးကတော့လုံးဝမပွဲတင်းတဲ့ထဲမှာပါပါတယ် cooling fan မွေးခင်မှာ cooling fan ကဘယ်လိုမျိုးအလုပ်လုပ်လဲဆိုတာကိုအကြမ်းရှင်းပြရမယ်ဆိုရင်ဒီ cooling fan ထဲမှာ semi conductor ပြားလေးတစ်ပြားပါပါတယ်အဲ့ဒီ semi conductor ကိုလျှက်စစ်စီးလိုက်မယ်ဆိုရင်ကျွန်တော်တို့ဖုန်းမှာကက်လက်ဒီဘက်တစ်ချမ်းကအေးလာပြီးတော့ပူလာထဲမှာရှိတဲ့တစ်ချမ်းကပူလာပါလိမ့်မယ်အဲ့ဒီပူလာတဲ့အပိုင်းကိုအပူချောဖို့ဆိုရင်နောက်မှာပန်ကာလေးတက်ပြီးတော့အပူကိုစွန့်ထုတ်ရပါတယ်အဲ့လိုမျိုးအပူကိုစွန့်ထုတ်တဲ့အချိန်မှာဒီ RPM လို့ခေါ်တဲ့ပန်ကာရဲ့လေကလည်းတော်လေးကိုရည်ကြည့်ပါတယ်ပန်ကာရဲ့လေကအပူမြန်လေး semi conductor ကထွက်တဲ့အပူကိုပို့ပြီးတော့စွန့်ထုတ်နိုင်လို့ပါဥပမာဒီဘူးမှာဆိုရင် RPM က9000 speed ပြီးတော့ minute ဆိုပြီးတော့ရေးထားပါတယ်အဲ့ဒါဘာကိုပြောချင်တာလဲဆိုတော့10မိနစ်မှာပန်ကာရဲ့လေကအချိန်ကြီး9000ထိလင်းနိုင်တယ်လို့ပြောချင်တာပါအခုကြည့်နေတဲ့တွေမှာ cooling fan တစ်လုံးဝယ်မယ်ဆိုရင်ခဲရမှာရွေးပြီးဝယ်လူတွေရှိလားဒါပေမဲ့ဒါရောအရေးကြီးလို့လားကျွန်တော်ထင်ပြောရရင်တော့ဒါကရန်အရေးကြီးတဲ့မှာမပေါလို့ထင်နေကြဘာဖြစ်လို့လဲဆိုတော့ဗျာကျွန်တော်တို့ဖုန်းတွေကဂိမ်းဆောတဲ့ချိန်ကြရင်အပူကတော့ထွက်နေပါမယ်လိဟုတ်တယ်မလားအဲ့တော့ဘလောက်ပဲခဲရလို့ပဲပြောဖုန်းကထွက်လာတဲ့အပူကြောင့်ဒီရေခဲအဆင့်ကိုမြောက်ပဲနဲ့ရင်ဝင်ပြန်သွားပါပြီလိဟုတ်တယ်မလားနောက်ပြီးတော့ခဲရနဲ့ပတ်သက်ပြီးတော့တချို့လူတွေမှားနေကြရှိတယ်အဲ့ဒါဘာလဲဆိုတော့ဗျာဒီ cooling fan ကဘလောက်ပဲခဲရပြောကျွန်တော်တာမန်အပူချိန်မှာလုံးဝခဲမှာမဟုတ်ပါဘူးဘယ်မျိုးရှိနေတွေမှာခဲလဲဆိုတော့ခန်းထဲမှာ aircon ဖွင့်ထားပြီးတော့ဖုန်းမသုံးမိနစ်ဒီတိုင်းကူလာကြီးကိုဒီတိုင်းထားပြီးတော့ဖွင့်ထားမယ်ဆိုမှခဲတာပါအဲ့တော့ cooling fan တစ်လုံးဝယ်မယ်ဆိုရင်ဒီခဲရကိုကြည့်ပြီးတော့မဝယ်ဘဲနဲ့ရေချက်ကိုကြည့်ပြီးဝယ်ရမလဲဆိုတော့ဝယ်များတာကိုကြည့်ပြီးတော့ဝယ်ရမှာပါရှိမှကျွန်တော်ပြောခဲ့သလိုပဲကူလာတွေကဒီ semi conductor နဲ့အလုပ်လုပ်တာလေဟုတ်တယ်မလားအဲ့တော့ semi conductor တွေကိုလျှက်စစ်တွေပို့ပြီးတော့ဝင်နိုင်နေလေ semi conductor ကပို့ပြီးတော့အေးလေးပဲဒီနေရာမှာသတိထားရမယ့်ချက်လေးရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ကိုယ့်ရဲ့ cooling fan ကဝက်အများကြီးဝင်နေပဲထားအောင်ဒါပေမဲ့ကိုသုံးတဲ့ adapter ကအောက်ပို့နည်းနည်းလေးပဲထွက်မယ်ဆိုရင်သူပေးနိုင်တဲ့ performance ဒီလုံးဝထွက်မှာမဟုတ်ပါဘူးဥပမာဆိုကြပါစို့ဒီ cooling fan က28 watt ဒီဝင်နေပဲထားဒါပေမဲ့ဒီကောင်ကတောင်းဝပဲအောက်ဖို့ထွက်မယ်ဆိုရင်ဒီ cooling fan ကသူအေးနိုင်တဲ့ပမာဏဒီလုံးဝအေးမှာမဟုတ်ပါဘူးနောက်ပိုင်း cooling fan တွေမှာ AI နေပါလာတာကိုခင်ဗျားတို့သတိထားမိကြမှာပါ AI နေပါလာတာကဘာအများကောင်းလို့လဲဆိုတော့ပတ်ဝန်းကျင်ရဲ့ပူချိန်နဲ့ဖုန်းရဲ့ပူချိန်ကို cooling fan ကစင်ဆာနေကနေတစ်ဆင့် AI ကိုတွားပြီးတော့သတိပေးပါတယ်အဲ့တော့မှ AI ကဒီဘဲကheavy gain ဆော့နေရလားဒါမှမဟုတ်ရိုးတာမှန် gain လေးပဲဆော့နေရလားဆိုပြီးတော့ကိုဆော့နေတဲ့ပူချိန်ကိုမူတည်ပြီးတော့ cooler ရဲ့အေးတက်ကိုအလိုလျောက်တိုးရှော့လုပ်ပေးနိုင်ပါတယ်နောက်တစ်ခုက cooling fan ရဲ့ size နဲ့ design ပေါ့ဥပမာဒီ cooling fan ဆိုရင်ကျွန်တော်ပုံမှန် size တဲ့နည်းနည်းကြီးတဲ့အထင်မှာပါတယ်အဲ့လိုမျိုးကြီးသွားတာဘာကောင်းလဲဆိုတော့ဒီ AP ရဲ့ area ပူကျသွားတာပေါ့အားနည်းချက်ကိုပြောပါဆိုရင်တော့ကျွန်တော်တို့ gain ဆော့တဲ့ခါကျရင်ဒီမျိုးဆော့တယ်ဗျာဒါပေမဲ့ cooling fan ကိုဒီမျိုးတက်လိုက်တဲ့အချိန်မှာကျွန်တော်ဖုန်းကိုကန်ရတဲ့ area ကနည်းနည်းလေးသေးပါတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ကြာလာတဲ့အချိန်ကျရင်လက်ညှောင်းနာတွေပါဖြစ်တတ်ပါတယ်ဈေးကွက်ထဲမှာ click နဲ့သုံးလို့ရတဲ့ cooling fan တွေနဲ့တန်လိုင်းနဲ့သုံးလို့ရတဲ့ cooling fan တွေဆိုတော့ရှိပါတယ်တချို့ဖုန်းတွေဆိုရင်ဒီလိုမျိုး click ကောတန်လိုင်းရောတွဲပြီးတော့သုံးလို့ရပါတယ်ကျွန်တော်အနေနဲ့ကတော့အဲ့လိုမျိုး click ကောတန်လိုက်ကောတွဲသုံးလို့ရတဲ့ cooling fan တွေကိုပို့ပြီးသဘောကျပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဗျာ click ကြည့်ပဲတီးတန့်သုံးလို့ရတဲ့ cooling fan ဆိုရင်ဥပမာလို့ဒီမျိုးဖုန်းတက်သုံးလိုက်မယ်ဆိုရင်နာ power key ကိုအဲ့ click ကတော့ထောက်ပြီးတော့ခိုင်ကြရင် power ကြီးပိတ်သွားတယ်ပါတယ်။အဲ့တော့ဖြစ်နိုင်တော့ဒီ click ကောတန်လိုက်ကောပါတဲ့ cooling fan တွေဝယ်တာတော့အကောင်းဆုံးပါပဲ။နောက်ပြီးတော့ cooling fan တက်သုံးတဲ့နေရာမှာသတိထားရမယ့်ချက်လေးရှိပါတယ်။အဲ့ဒါဘာလဲဆိုတော့ဒီကောင်ဖုန်းလုံးမဲ့ထားတို့ဖုန်းရဲ့အပူထုတ်တဲ့အဓိက SOC နေရာကဒီနားမှာရှိရဗျာဒါပေမဲ့ဒီနားမှာကင်မရာကြီးခံနေတော့ဒီကောင်ဒီလိုမျိုးသွားပြီးတော့သုံးလို့မရအောင်အဲ့တော့ SOC ရဲ့အနည်းဆုံးနေရာဒီနားမှာသွားပြီးတော့သုံးရမှာတချို့ဖုန်းတွေမှာဆိုရင်ကင်မရာဒီထောက်နားမှာဗျာအဲ့တော့ဒီလိုကြီးသွားပြီးတော့တက်သုံးလို့ကလည်းအဆင်မပြေအောင်အဲ့တော့အခုကျွန်တော်ဒီပုံမှန်တက်ထားတဲ့သူအဲ့လိုမျိုးတက်နိုင်ကြလေးအပြင်မှာတက်ထပ်ပြီးတော့ဝယ်လို့ရပါတယ်အဲ့လိုမျိုးတက်နိုင်တိုင်းဝယ်ကတ်ပြီးတော့တခြားလေးသုံးမယ်ဆိုရင်ဖုန်းရဲ့ပူကိုအတော်လေးကိုစွန့်ထုတ်နိုင်မှာပါ။ Okay အဲ့တော့ဒီလောက်ဆိုရင်တော့ cooling fan တစ်လုံးဝယ်မယ်ဆိုရင်ဘယ်လိုမျိုးချက်တွေကိုကြည့်ပြီးတော့ဝယ်ရမလဲဆိုတာကိုသိသွားလောက်ပြီလို့ထင်ပါတယ်။ခုလိုမျိုးတက်ကြောင်းတွေကိုသိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ဒီ YouTube channel လေးကို subscribe လုပ်ပေးသွားပါဦး။ TikTok မှာကြည့်နေဆိုရင်လည်း TikTok ကောက်လေးကို follow လေးလုပ်သွားလို့ရပါတယ်။အဲ့တော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အားလုံးပဲ good luck ပါ။